ဘာသာအနေနဲ့ PUBG Mobile မှာ control တွေကဘယ်လောက်ထိရေးပါတယ်လို့ထင်လဲအခြေခံအဖြစ် control က3ခုရှိပါတယ်ဒီအခြေခံ control 3ခုတွေမှာ control 1နဲ့ control 3က3များပြီးတော့ control 2ကတော့လူသုံးနေပါတယ်ဒီနေ့ပြပြချင်တဲ့အဓိကအကြောင်းကတော့ control 1ဒါမှမဟုတ် control 3ဆိုတာထက်ကိုသုံးနေတဲ့ control ပဲပို့ပြီးတော့ smooth ဖြစ်နဲ့အဆင်ပြေချောချောမွေ့မွေ့နဲ့အကောင်းဆုံးဖြစ်နိုင်အောင်လို့ brother တို့ပြပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် fire button လေးကိုပြပြပေးချင်ပါတယ်ဒီ fire button လေးမှာဘယ်နဲ့ညာဆိုပြီးတော့ရှိရဗျာအဲ့ဘယ်နဲ့ညာမှာကျွန်တော်တို့ကဘယ်ဘက်ကိုသုံးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်မယ်ပေါ့နော်အကယ်လို့များကျွန်တော်တို့ဘယ်ဘက်ကိုမသုံးမဲနဲ့ညာဘက်ကိုသုံးခဲ့မယ်ဆိုရင်တော့ဒီလိုပုံစံမျိုးကျွန်တော်တို့ပြစ်တဲ့ခလုတ်ကနေပြောပါတော့အဲ့လိုမျိုးလိုက်ရွေ့နေမှာပေါ့ကျွန်တော်တို့လက်လွှတ်ရင်လွတ်တယ်လို့မျိုးလိုက်ပြီးတော့ရွေ့ရှားနေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လေကျွန်တော်တို့ရဲ့ညာဘက်ပြစ်တဲ့ခလုတ်ကိုဒီလိုမျိုးဖျောက်ထားတင်တာဖြစ်ပါရဲ့ဗျာနောက်ထပ်ပြချင်တာကတော့ဒီပစ္စည်းကောက်တဲ့ခလုတ်နဲ့ကျွန်တော်6ဆောက်ကို3ဆောက်ဆွဲတာဒါမှမဟုတ်လို့ရှိရင်8ဆောက်ကို4ဆောက်ဆွဲနေမှာ3နဲ့ခလုတ်လေးနှစ်ခုကိုဒီလိုထပ်ထားခြင်းအပြင်ကျွန်တော်တို့ပစ္စည်းကောက်လို့တိန်းတဲ့နေရာလေးမှာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးစကုပ်ပြန်ပြီးတော့ချိန်စားလုပ်လို့ရရဲဆိုတော့ပို့ပြီးတော့လေကိုယ့်ရဲ့လက်မနဲ့လည်းနီးကပ်ပြီးတော့3ကလည်းပိုစင်ပြေပုံစံလေးလည်းဖြစ်ပါရဲ့ဗျနောက်တဲ့လူတိတ်တိမထားမိရဲ့ချက်ကပါဒီလိုကျွန်တော်ပုံကောက်တဲ့အခါမှာဗျာဒီလို3ထက်ဖြစ်နေပါအဲ့လို3ထက်ဖြစ်နေအောင်မြင်ကွင်းရှင်းအောင်လို့ဒီလိုမျိုး2ထက်လေးနဲ့ပေါ့နော်ကျွန်တော်မြင်ကွင်းပိုရှင်းအောင်လည်းလုပ်လို့ရပါရဲ့ဗျာနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကားမောင်းတဲ့အခါမှာဗျာကျွန်တော်ဆင်းတဲ့ခလုတ်ကိုဘလို့နေရာမှာထားတင်တယ်ဘယ်ခလုတ်နဲ့ထားတင်လဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်တကယ်လို့ brother က4 finger player ဆိုလို့ရှိရင်ပေါ့နော်ကားပေါ်ဆင်းတဲ့ခလုတ်နဲ့ခေါင်းဆောင်တဲ့ခလုတ်ကိုတူတူတွဲထားတာအကောင်းဆုံးပါပဲဗျာတကယ်လို့ဒါ brother 5 finger player ဖြစ်နေမယ်ဆိုရင်တော့ထိုင်နေတဲ့ခလုတ်နဲ့ကျွန်တော်တို့ကားပေါ်ဆင်းတဲ့ခလုတ်ကိုတွဲထားတာအကောင်းဆုံးပါပဲကျွန်တော်တို့ PUBG Mobile မှာလည်း control setting ဟောပါတော့ကျွန်တော်80% control ဘက်လေးတွေကိုကောင်းမွန်ချိန်နိုင်တာနဲ့ပေါ့နော်တကယ်ကို smooth ဖြစ်ဆော့လို့ရပါပြီကျန်တဲ့30%တော့ sensitivity ပေါ့ဗျာ sensitivity ကတကယ်ကျွန်တော်80% control ကိုကောင်းကောင်းလေးထိန်းချုပ်ပြီးတော့ချိန်နိုင်ပြီဆိုတာနဲ့ပေါ့နော်ဒီကျွန်တော်တို့အဝေးပြတာပဲဖြစ်ဖြစ် mirroring ပဲဖြစ်ဖြစ် long ပဲဖြစ်ဖြစ် AC လေးပြစ်လို့ရပါပြီဗျာကျွန်တော်ရဲ့ video လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင် like and follow subscribe လေးနဲ့ brother ကိုသိချင်တာလေးတွေကို comment မှာမေးထားခဲ့လို့ရပါတယ်နောက် video မှာပြန်ဖြေကြားပေးပါမယ်ဗျ